ဘာကိုလူမိုက်ခေါ်တယ်ဒီနိမာနိဘေကဝေဘာလတဘာလလက္ခဏာနိစသည်ဖြင့်မြတ်စွာဘုရားဘာလပဏိတသုတ်တံမှာလူလိမ္မာပညာရှိဖြစ်ကြောင်းလူမိုက်ဖြစ်ကြောင်းတရားတွေကိုဟောထားပါတယ်ကိုယ်ဖြင့်မပြုတ်သင့်မပြုတ်တိုက်တဲ့ကာယဒုစရိုက်တွေကိုလွန်ကျူးနေတဲ့ပုဂ္ဂိုလ်နှုတ်ဖြင့်မပြောသင့်မပြောတိုက်တဲ့ဝစီဒုစရိုက်တွေကိုလွန်ကျူးနေတဲ့ပုဂ္ဂိုလ်စိတ်ဖြင့်မကြံစီသင့်မကြံစီတိုက်တဲ့မနောဒုစရိုက်တရားတွေကိုလွန်ကျူးနေတဲ့ပုဂ္ဂိုလ်တွေကိုလူမိုက်လို့ဒီလိုခေါ်ထားအဲ့ဒီလူမိုက်တို့အဖို့သန္တရာဤခြေအစွန်းသည်ရှိလျက်တယ်လို့သန္တရာရဲ့နောက်အစွန်းဆိုတာလည်းရှိလျက်ပါတယ်သို့တော်လည်းမိတို့ရဲ့စိတ်ဓာတ်ကိုလူလိမ္မာပညာရှိသူတော်ကောင်းဖြစ်အောင်ပြုပြင်ပြောင်းလဲပေးလိုက်မယ်ဆိုရင်တော့သန္တရာဤခြေအစွန်းဟာရှိခြင်းလည်းရှိပါစေသို့တော်သန္တရာရဲ့နောက်အစွန်းကတော့တိုးမသွားနိုင်ဘူးလားတိုးသွားနိုင်